ဘာလို့ဆိုင်ကိုလာတဲ့ကာစတိုမာတွေကိုကိုချင်းစားရမယ်လေးစားမှုရှိရမယ်ပြီးတော့ငါတို့ကစားတော့ကုန်ရောင်းနေတဲ့အတွက်တန်ရှင်းမှုကိုလည်းကြည့်ဆိုင်ရအဲ့ဒါနေနည်းမှတ်တာတော့ ဟုတ်ကြရုပ် ငါလေးကိုဆိုင်ပါလေ3-4တောင်နဲ့ဘိုင်းဝအောင်ဘာစားလို့ရဘူးဘိုင်းစားတယ် 3-4တောင်နဲ့ဆိုလို့ရှိရင်တော့အခုပလာတာတို့လက်ဖက်ရည်တို့ဒါအဲ့လိုမျိုးလေးရတယ်ရှင်ကို အဲ့ဒါကြတော့ဘိုင်းမဟုတ်ဘူးအကူကထမင်းတို့ပါလို့ညညဖားတယ် ကိုချင်းစာတရားထားမယ်ကိုချင်းစာတရားထား ငါလေး ရှင်အော်ဟုတ်ကိုကလေအကူကဘာလေးစားချင်လို့လဲရှင်ပြောကြည့်လေကို အကူကဖရှူးထမင်းကြော်စားခြင်းလေပြီးတော့မလေးရှားထမင်းကြော်စားခြင်းလေပြီးတော့ဖတ်ထမင်းလည်းစားခြင်းပြီးတော့ကြက်ပေါင်းစီချက်လည်းစားခြင်းတွေရ ဩရတယ်လေကိုအဲ့ဒီအကုန်လုံးအလကားကျွေးလိုက်မယ်ရှင်ကိုဟုတ်ရတယ်ကိုခဏလေးနော် ကျေးဇူးတင်လိုက်တာကျေးဇူးတင်လိုက်တာငါဒီနေ့တော့ဖိုက်ပြေပြီ A few moments later. အဲ့ဆိုအေးစေး3ဆောင်ပါနော်ကိုဟုတ်အမနာနဲ့ကို3ဆောင်ဖြစ်ရတယ်ရှင် ဟဲ့ကိုကာစတိုမာလူပိန်တလောက်တော်တော်စားနေတယ်နော်သူတယောက်တည်းနဲ့တသိန်းကျော်ဖို့လောက်ရောင်းရတယ်မိုက်တယ်ကွာ မဟုတ်ဘူးဂျာကြီးရဲ့တမီးကလေအဲ့ကစတမာကိုအဲ့ဒါတွေအကုန်လုံးအလကားကျွေးလိုက်တာဟုတ်တယ်ဂျာကြီးရဲ့ဂျာကြီးပဲပြောရလေလူဆိုတာကိုချင်းစာတရားထားရတယ်တဲ့တမီးကလည်းလေငါဘိုက်စာနေတဲ့အချိန်ငါ့ကိုသူများတွေကလည်းအဲ့လိုလားဆိုရင်ဘလောက်တောင်ကောင်းလိုက်မလဲဆိုရယ်ကိုချင်းစာစိတ်နေအဲ့ဒါတွေအကုန်လုံးအလကားကျွေးပလိုက်တာဂျာကြီးရဲ့ ဟာ အစားအသောက်ကောင်းလို့စိတ်ချမ်းသာဝါတီးကိုသာလာခဲ့ပါ